ဟိုးရှိရှိတုန်းကပေါ့မိကန်နာမှာအဝတ်လျှော်နေတဲ့အဘွားကိုတယောက်ဟာပြင်းထန်တဲ့ရေးစည်းကြောင်းနဲ့အတူမျောပါလာတဲ့ကလေးငယ်တယောက်ကိုတွေ့လိုက်ရတယ်။ဘေဘီဝဲရောက်ကိုဘလို့ပဲကြည့်ကြည့်ကလေးရဲ့မိဘတွေကိုအရေးအယောင်တော့မတွေ့ရတဲ့အဆုံးအဘွားကကလေးလေးကိုတနာကယူနာတက်ပြီးမိမိသားရင်ပေါ်မှာမွေးစားခဲ့လေတဲ့။တကယ်တော့ဒီကလေးလေးဟာထူးခြားတဲ့တကိုးစွမ်းနေနဲ့မွေးဖွားလာသူပါ။အရွယ်ရောက်လာလေးလေးသူ့ရဲ့ခွန်အားတွေကပိုပြီးကြီးမားလာလေးလေးပါပဲ။ဒီနေ့မှာတော့အိမ်မှာထင်းကုန်သွားလို့အဘွားကသူ့ကိုတာတောထဲသွားပြီးထင်းသွားခုတ်ကြည့်အောင်လို့ခိုင်းလိုက်တယ်။သူဟာတောထဲရောက်တာနဲ့ခဏအတွင်းမှာပဲထင်းမုံကြီးကိုခုတ်ထစ်ပြီးတေးသေးလေးဖြစ်သွားအောင်ကျိုးနဲ့အသေးချာတုံနှောင်လိုက်တယ်။အိမ်ပြန်ရောက်လို့အဘွားကကျိုးကိုဖြီးလိုက်တဲ့ခဏမှာပဲဖြီးတိတ်ထားတဲ့ထင်းတွေကဝုန်းကနေပွင့်ထွက်ပြီးတအိမ်လုံးပြန့်ကျဲသွားတော့တာပေါ့။ကောင်လေးဟာအဘွားကိုအစွမ်းကုန်ပြုစုဆောင်ရှောက်ရင်းနေထိုင်လာခဲ့ရတာ။ဒီနေ့မှာတော့အဘွားကရုတ်တရက်ကွေလွန်သွားခဲ့ပါတယ်။ကောင်လေးဟာသုံးရက်တိုင်တိုင်ကိုကျွေးနေခဲ့တာပေါ့။အဘွားကိုအသက်ရှိစဉ်ကပြောခဲ့ဘူးတဲ့စကားတစ်ခွန်းကိုသူသတိရသွားတယ်။ငါကမင်းရဲ့မိခင်အရင်မဟုတ်ဘူးသားမင်းကိုမိထဲကကောက်ရခဲ့တာမင်းရဲ့မိခင်အရင်ကတော့ရွာရဲ့မြောက်ဘက်ကတောင်တန်းကြီးပေါ်မှာနေထိုင်တဲ့ငကားဖြူမကြီးပဲတဲ့ဒီလိုနဲ့အကောင်လေးဟာမိခင်ရင်းကိုရှာဖွေဖို့မြောက်ဘက်စီကိုခရီးနေနေတယ်တောင်စင်တောင်ထဲတွေကိုကြော်ဖက်ပြီးတဲ့နောက်တောင်တိတ်တစ်ခုပေါ်ရောက်တဲ့အခါတောင်တက်လေဝိုင်းနေတဲ့ချိုင်းဝမ်ထဲကရွာလေးတွေကိုလှမ်းမြင်လိုက်ရတယ်ဒီလောက်ဝေးလံခေါင်ပြတဲ့နေရာမှာဘာလို့ရွာရှိနေတာလဲလို့သူတွေးနေမိတာပေါ့အောက်ကိုစိတ်ကြည့်လိုက်တဲ့အခါမှာတော့ရွာသားတွေဟာလေယာလွတ်ကင်ကြပြီမဲ့မိရီဟာတောင်တန်းကြီးတွေပိတ်ဆို့နေတာကြောင့်စီးမလာနိုင်ပဲဖြစ်နေတာလေကွင်းတွေဟာခြောက်သွေ့လို့ရွာသားတွေခင်ဗျားလေးငတ်မခေါင်းပေါင်းမှုနဲ့ရင်ဆိုင်နေရှာတယ်ဒါကိုမြင်တော့ကောင်လေးကဒီရွာရဲ့ရေပြဿနာကိုဖြေရှင်းပေးမယ်လို့ဆုံးဖြတ်လိုက်တယ်။သူဟာရေရင်းကြီးရှိရာကန်ကြီးစီကိုအပြေးသွားပြီးအမေငကားပြမကြီးထွက်လာပါအောင်လို့အကျဲကြီးအော်ခေါ်လိုက်တယ်။သုံးချိန်မြောက်အော်ခေါ်လိုက်တဲ့အချိန်မှာတော့ရေပင်ကြီးဟာတုန်ခါလာပြီးရေလိုင်းကြီးတွေကြားထဲကနေအဖြူရောင်ဝတ်ဆင်ထားတဲ့အမျိုးသမီးတဦးထွက်ပေါ်လာခဲ့ပါတယ်။ကောင်လေးကအန်အားသိမ့်စွာငေးကြည့်နေတော့မှပဲအဲ့ဒီအမျိုးသမီးကရေပင်ပေါ်လမ်းလျှောက်လာပြီးသူ့ကိုပြောလိုက်တယ်။ဒီနေ့ကစပြီးမင်းဟာငါ့ရဲ့သားပဲတဲ့။အဲ့ဒီစကားကိုကြားလိုက်တဲ့အခါကောင်လေးရဲ့မျက်ဝန်းမှာမျက်ရည်တွေစီးကျလာခဲ့တယ်။နှစ်ပေါင်း20ကြာမှမိခင်နဲ့ပြန်ဆုံခွင့်ရခဲ့တာလေ။သူဘာမှပြောခွင့်မရခင်မှာပဲအဲ့ဒီအမျိုးသမီးဟာရေကန်လေးကိုခုန်ဆင်းသွားပြီးငကားမကြီးအထိအသွင်းပြောင်းလိုက်ပါတယ်။ထူးခြားတာကသူမဟာငကားပြူမဟုတ်ပဲစိတ်မြအယောင်ရှိတဲ့ငကားစိတ်မကြီးထိနေတာပါ။သူမဟာတားထိသူရဲ့စိတ်ဆန္ဒကိုသိနားလည်ပါတယ်။ရွာသားတွေအထက်တောင်တန်းကိုဖြိုဖျက်ပေးခြင်းနဲ့တားရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့ကောင်လေးကိုကြောပေါ်တင်ပြီးကောင်းကင်စီကိုပြန်တက်သွားပါတော့တယ်။ငကားမကြီးဟာမိရီကိုပိတ်ဆို့ထားတဲ့တောင်တန်းကြီးကိုအစွမ်းကုန်ခေါင်းနဲ့တိုက်ချလိုက်တယ်။ပထမတစ်ချက်မှာတောင်ကြီးကအက်ကွဲသွားတယ်။ဒုတိယတစ်ချက်မှာကြောက်တုံးကြီးတွေပြုတ်ချလာတယ်။တတိယတစ်ချက်မှာတော့တောင်တန်းကြီးလုံးတုန်ခါသွားပြီးမိုးကလည်းတီးတင်စာရွာချလာပါတော့တယ်။နောက်ဆုံးအားမန်အကင်းနဲ့တိုက်ခိုက်လိုက်တဲ့အခါတောင်တန်းကြီးဟာဝုန်းကနေပြိုကျပျက်စီးသွားပြီးပိတ်ဆို့နေတဲ့ရေတူးကြီးဟာရွာသားတွေရဲ့လေကွင်းတွေကိုတားမနိုင်စီးမနာစီးတင်လာပါတော့တယ်။